မင်္ဂလာပါသူတူရာကျော်ပါအားလေးချမ်းကို educator ပါကျွန်တော်တို့အပြောလွယ်သလောက်အလောက်ခက်တဲ့ကိစ္စတွေထဲမှာ parenting လည်းပါပါတယ်မိဘအုပ်ထိန်းမှုပုံစံနဲ့ပတ်သက်ပြီးတော့ parenting တွေနဲ့ပတ်သက်ပြီးတော့မိဘတွေကိုဒီလိုလေးလှုပ်လိုက်ပါလားဟိုလိုလေးလှုပ်လိုက်ပါလားဒီလိုကပိုကောင်းပါတယ်ဆိုပြီးတော့ဆရာလှုပ်လို့ကောင်းဆုံးကလည်း parenting ပဲအဲ့လိုပဲမိဘတွေအနေနဲ့ကလည်းပြောရတော့အရန်ကောင်းတယ်ဒီ parenting style တွေ parenting ပုံစံတွေ theory တွေအရန်ကောင်းတယ်ဒါပေမဲ့တကယ်တမ်းလက်တွေ့မှာတိတိကျကျ live လုပ်နိုင်ဖို့အခက်ဆုံးကလည်း parenting ပဲအဲကြောင့်မို့အပြောတယ်တော့အလုပ်ခက်တဲ့ကိစ္စတွေထဲမှာ parenting လည်းပါပါတယ်ကျွန်တော်2006မှာကျောင်းမူကြိုလေးစဖွင့်ပြီးတော့ parenting child development parenting တွေတောက်လျှောက်ပြောလာခဲ့တယ်ပေါ့နော်ဆယ်စုနှစ်တစ်ခုရောက်လာတဲ့အချိန်မှာမိဘတွေယာနဲ့ထောင်နဲ့ချီပြီးကျွန်တော်တွေ့လာပြီကလေးပေါင်းများစွာလဲကျွန်တော်ဒါသင်ကြားလာရပြီအဲ့ချိန်မှာကလေးတွေရဲ့မတူညီတဲ့ပုံစံမိဘတယောက်ချင်းစီရဲ့ဒါအခြေအနေတွေပေါ်မူတည်ပြီးကျွန်တော်တို့ချို့ကိစ္စတွေက adapt လုပ်ရတယ်ချို့ကိစ္စတွေကပြောင်းလဲရတယ်ချို့ကိစ္စတွေက theory တိုင်းဖြစ်မလာတယ်သွားတွေ့တယ်အဲ့ချိန်မှာ10နှစ်လောက်ကြာတဲ့အချိန်မှာကျွန်တော်အားလေးချမ်းကို educator ဥတူရကျော်မင်းကငါတို့စာမုံဘွဲစစ်မယ်ဆိုပြီးတော့ကျွန်တော်ဘဝတွေကိုတမီးလေးခေခေကိုစပြီးတော့သမီးလေးခေခေကိုစပြီးတော့ပို့လိုက်တဲ့အချိန်မှာကျွန်တော်ကတော့စာမွဲအစ်စ်ခံရတာပဲအခုချိန်ထိပေါ့နော်ဆိုတော့တချို့ကိစ္စတွေမှာ theory ထဲမှာရှိတယ်ဒါလုံနိုင်ရင်လည်းအကောင်းဆုံးဖြစ်မယ်ဒါပေမဲ့တကယ်လက်တွေ့မှာလုပ်ဖို့အရန်ကိုစ조사ရတဲ့ကိစ္စတွေရှိတယ်ဥပမာဆိုရင်မေမေတို့ဆိုလဲကလေးကို aura မကောင်းဘူးကလေးကိုနုနုညံ့ညံ့ချစ်ချစ်ခင်ခင်ပြောရမယ်ဒါမျိုးလေးတွေမေမေတို့အားလုံးသိတာပဲဒါပေမဲ့ online မိတာမျိုးတွေဒီလိုလောက်တာမကောင်းဆိုတာသိတယ်ဒီလိုလောက်တာအကောင်းဆုံးလဲသိတယ်ဒါပေမဲ့မလောက်မိတာမျိုးတွေဒါတွေကအများကြီးရှိလာတကယ်လက်တွေ့မှာကြာတော့လေဆိုတော့ကျွန်တော်တို့က parenting ဆိုတာကကျွန်တော်တို့ knowledge တစ်ခုတည်းမရဘူးဗျ parenting က skill ပါသွားပြီ good practice တွေပါသွားပြီနောက်တစ်ခုကကျွန်တော်တို့လေ့ကျင့်မှုတွေအများကြီးပါသွားပြီကျွန်တော်တို့ဘာမှမသိရင်လည်းမရဘူးကလေးဖွံ့ဖြိုးမှုကလေးကိုဘယ်လိုပြုစုပြောထောင်မယ်ဒါတွေဘာမှမသိရင်လည်းမရပြန်အောင်ဆိုတော့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့တစ်ဖက်ကအသိပညာ knowledge တစ်ဖက်ကကျတော့လေ့ကျင့်မှု good practice နဲ့ကိုယ့်ကိုတိဆောက်နိုင်လေအကောင်းဆုံးပြုစုပြောထောင်မှုတွေကျွန်တော်တို့လုပ်နိုင်လာလေပေါ့အဲအကြောင်းမို့ကျွန်တော် parenting ကတော့ကျွန်တော်အတွေ့အကြုံရရောဒီကလေးအများကြီးကိုဖေမေတို့ရဲ့ကလေးအများကြီးကိုပြုစုပြောထောင်တဲ့အပြင်ဒီခေခေလေးကိုပြုစုပြောထောင်တဲ့အတွေ့အကြုံတွေနဲ့ပေါင်းစပ်လိုက်တဲ့အချိန်မှာ knowledge plus good practice skill အသိဉာဏ်နဲ့လေ့ကျင့်မှုကိုယ်တိဆောက်မှုအဲ့ဒါကအကောင်းဆုံး parenting ကိုရတယ်ဆိုတာကိုသွားတွေ့ပါတယ်တောက်ကြညာကြောင်းကြရင်လည်းကျွန်တော်ဆွေးနွေးပေးပါမယ်ကျွန်တော်အတွေ့အကြုံကျွန်တော်ကိုယ်တိုင်လေ့ကျင့်မှုအဲ့ဒါတွေကိုဘယ်လိုမျိုးရလက်ကောင်းတွေထွက်တယ်ဆိုတာလည်းကျွန်တော်ဆွေးနွေးပေးပါမယ်ကျေးဇူးတင်ပါတယ်